ခုလိုမိုးအေးလေးမှာငချင်တုပ်ဆက်ဆက်လေးတုပ်စားပြစ်ပါတယ်ငချင်ကိုကြိုက်တဲ့အတွက်ခဏခဏလေးတုပ်စားပြစ်ပါတယ်ပထမဆုံးငချင်ကိုရေလေးနဲ့ဆေးလိုက်ပါတယ်သူများတွေကဆေးမဆေးတော့မသိဘူးကျမတော့ဆေးလိုက်ပါတယ်နောက်ကြက်သွန်လေးတွေကိုပပလှီပြီးရေစင်အောင်စစ်ထားပြရပါမယ်ဒါလေးတွေကတော့ပါဝင်ပစ္စည်းလေးတွေပါနော်ပြီးရင်တော့တုံးမဲ့ထဲကိုစားနည်းနည်းလေးထည့်ပါလေတချို့ကတော့စားနဲ့ငံပြားရင်မထည့်ဘူးဆိုပေမဲ့ကျမတော့စားနည်းနည်းလေးထည့်လိုက်ပါတယ်ပြီးရင်တော့အချုံမုတ်စားတို့ငါးမှုန်လေးထည့်လိုက်ပါတယ်ပြီးရင်တော့စီကိုရွှဲနေအောင်စမ်းလိုက်ပါတယ်ရှင်နောက်ဆုံးမှာတော့ပင်စိမ်းနဲ့နနံပင်လေးအုပ်လိုက်ပါတယ်ငရုတ်သီးစိမ်းနှီးထားတာလေးတွေထည့်လိုက်ပါတယ်ရှင်ပြီးရင်တော့အားလုံးကိုသမအောင်နေပြီးပါတယ်ရှင်မြင်နာနဲ့ကိုတောက်တာမြင်နာနဲ့ကိုတရေကျနေပါပြီဆိုရင်တော့ထမင်းဒီပကံပြီးဒီပကံထည့်ယူလိုက်ရအောင်ထည့်ယူရလောက်အောင်ကောင်းတဲ့ငချင်တုပ်ဆက်ဆက်လေးရပါပြီနော်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်